Yo what's up ကျွန်တော်ခုပါဒီနေ့ကတော့ကျွန်တော်တို့အိမ်မှာဟိန်ညူရွေးရပူဇော်ပွဲတစ်ခုဖြစ်တဲ့သရီမုဒတိမေလာကိုရှ िख ုံးမှာဖြစ်ပါတယ်အဲဒီအတွက်ကျွန်တော်အခုဒိုဒီဝတ်ထားတာပါကဲဆိုတော့ပူဇော်လိုက်ကြရအောင် Shivaya Namo Shivaya Namah Shivaya Namo Namah Shivaya Shivaya Namo Shivaya Namah Shivaya Bhavane Amma Yatte Disayaya Yantavane Amma Yiswariye Yantaye Mariyamma Amma Samaya Purataye Mariyamma ဒီနေ့ပူဇော်ပွဲမှာကျွန်တော်တို့တမိသားစုလုံးရောလာတဲ့ဧည့်သည်တွေအားလုံးရောပျော်နေကြတာ Miki ကျွန်တော်ဟိန္ဒူနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုရိုးရာဓလေ့အစားအသောက်အဝတ်အစားအရာရာအားလုံးချစ်မြတ်နိုးတဲ့တန်ဖိုးထားတဲ့အိန္ဒိယနွယ်ဖွားဖြစ်ပါတယ်ပူဇော်ပွဲပြီးသွားတဲ့အခါမှာကျွန်တော်တို့လာတဲ့ဧည့်သည်တွေကိုထမင်းကျွေးပါတယ်တတ်တယ်လို့ပဲကျွေးရတယ်အားလုံးပြီးစီးသွားပြီဆိုတော့ကျွန်တော်လည်းဂျမ်သွားဆော့ပါပြီဒီနေ့ကတော့ရှိုရန်ဆော့ရမယ်ဒေးပါကျွန်တော်ဘလောက်ပဲအလုံးရှုံနေဘလောက်ပဲပမန်းနေဘတော့မှဂျမ်မပြတ်ပါဘူးအမြဲတမ်းဂျမ်သွားတယ် you know this maintain my discipline ကဲညကြတော့လေရေမိုးချိုးပြီးတော့ကျွန်တော်စားလုပ်တယ်ဆောင်းမိုးလည်းနီးနေပြီဆိုတော့စာဒီထက်ပိုပြီးလုပ်ဖို့တော့လိုအပ်နေပြီကဲအားလုံးပဲ take care ကျွန်တော်ကတော့ခူးပါ